Hello guys အားလုံးမင်္ဂလာပါကျွန်တော်တော့အာမတူပါကျွန်တော်ဒီနေ့ဗီဒီယိုမှာဆိုတော့ကျွန်တော် Christmas ကာလာတစ်ခုလုံးမှာစုတာစောင်းထားတဲ့ Christmas holiday gift box လေးအားလုံးကိုဖွင့်ပြအောင်မှာဖြစ်ပါတယ်ကျွန်တော်မှာအခုဆိုရင် holiday gift box 10ခုတိတိရှိပါတယ်အဲ့ဒါလေးတွေကတော့ဒီမှာပါcommand box က9ခု ray box 2ခုနဲ့ legendary box 3ခုတောင်ရှိရနော်အဲ့တော့ဒီဟာတွေကဘာတွေပေါက်မလဲဆိုတာကြည့်ရင်တော့ကျွန်တော်တို့ like ကြည့်လိုက်အောင်ဗျာဟာနေline နဲ့ကြာပြီ sorry line လောက်ပါတော့ okay ရပြီအဒါတော့ပထမဆုံးcommand ပေါက်ပြီပါဘာရမလဲ dark fruit ပါမမိုက်ပါဘူးမကြိုက်ပါဘူးလွတ်ပြမှာပါရှိပြီးတိုင်းမို့လို့အသီးတွေကိုတန်မိုးမထားမှာမဟုတ်ဘူးကဲဒါတော့ဒုတိယမြောက်ပေါက်ကလေးပါဒုတိယမြောက်ပေါက်ကဘာရမလဲ okay open But what the hell, boy? Diamond fruit လည်းရှိပြီးတိုင်းမကြိုက်လွတ်ပြစ်မှာမင်းစွန့်ပြစ်မှာကြိုက်ဘူးနော်ကြိုက်ရပဲယူမယ်ပေါ့တယ်နော် okay ဖွင့်လိုက်တော့ flame နေအေးပါကွာရှေ့ကနှလုံးတော့သူ့ထက်ကောင်းပြီပဲအဲ့လိုမှသိရင်ကျွန်တော် first မှာသွားပြီးတော့ဖောက်တယ်နှုတ်လေးပေးရအောင်လေအခုကတော့ကျွန်တော်မရှိတော့ဒီမှာပဲဖောက်လိုက်ရတာလိုင်းလည်းတိတ်မကောင်းတော့စာပါထက်ချင်းမတိကြဘူးOkay. ဘာလဲကွိတ်အိုးကွိတ်ကွိတ်ရကွိတ်ကကျွန်တော်မှရှိပြီးသားကြီးအဲ့တော့ကွိတ်ကိုလွတ်ပြလိုက်ပါ trade လေးတော့ရှုပ်လို့ကွိတ်ကအများမှရှိနေကြအောင်အဲ့တော့လိုင်းရလေအေးပါ Okay ဒါဆိုတော့ကွိတ်လဲလွတ်ပြမှာအကုန်လွတ်ပြမှာနောက်ဆုံးcommand ပါတော့ကောင်းမှပြီးလိုက်တော့ဖြစ်တဲ့ခေစုံနဲ့ရအတီးပါပြီးရှောက်ပြီးနေဒီမှာတက်နဲ့ကွိတ်လာယူကြပါဗျို့ဒီမှာတက်ဖရုနဲ့ကွိတ်ဖရုလာယူကြပါဗျို့ရော့ Okay ဒါတော့နောက်ဆုံးအနေနဲ့command ပေါက်လေးပဲဖြစ်ပါတယ်နောက်ဆုံးcommand ပေါက်ဘာရမလဲဖွင့်လိုက်တော့ Okay dark fruit ပါတက်ကရာပြီးသားကွာစိတ်ပြတ်ဖို့ကောင်းလိုက်တာဘာလို့ရာပြီးသားကြီးရနေတာတော့ Hey Okay လောက်ပါနဲ့ Okay ဒါတော့ holiday gift ပေါက်ပါပထမဆုံး ray ပေါက်ပါ ray ပေါက်က2ပေါက်ပဲရှိတာ legendary ကသူ့ထက်များတယ်အဲ့တော့ ray ပေါက်ကဘာရမလဲဆိုကြည့်လိုက်အောင်ကျွန်တော်တို့Okay ရေပေါက်လေးဟောကောင်းမွန်လေးပေးပါတော့live room ဆိုပါဘာလို့ဆိုကျွန်တော်တို့ live room မရှိဘူးဗျစတိုးပြင်မယ် Okay ဒါဆိုတော့ live room ရတဲ့ ray ပဲကွာဟုတ်တယ် ray ပေါက်ဆို ray ပဲရမှာပေါ့နော် Okay နောက်တဲ့ ray ပေါက်တစ်ခုနောက်တဲ့ ray ပေါက်တစ်ခုကဘာရမလဲကဲဖွင့်လိုက်တော့လိုက်ရကွာလိုင်းတကယ်မမဆောင် But what the hell, boy? ဝင်ရလို့ထွက်ချင်လို့ဝင်လာမလို့မဝင်လာမလို့နဲ့ Bruh. Okay ရာဘာရှိပြီးသားကြီးလေဟုတ်တာဟောရာဘာရှိပြီးသားကြီးလေစမောင်တုံးတာပဲရော့ဒီမှာပီကယ်တုံးရှိတယ်လာကြဟိဒီမှာပီကယ်တုံးရော့ဒီမှာပီကယ်တုံးလာယူOkay ပထမဦးဆုံး legendary holiday gift ပေါက်ရဘာရသွားမလဲ legendary နော် legendary ကွိတ်တော့မလုပ်ပါနဲ့ကွိတ်တော့မလုပ်ပါနဲ့ legendary ပထမဦးဆုံး gift ပေါက်ပါဘာရမလဲ open Buddha fruit ကျွန်တော်နောက်ဆုံးတော့ Buddha fruit ရသွားပြီဗျ Buddha fruit ကတော်တော်လေးကိုမိုက်ပါတယ်အဲ့တော့ store လိုက်ပြီလိုင်းတော့မကြပါနဲ့လောက်ပါ Okay အဲ့တော့ကျွန်တော် Buddha fruit ရပါပြီဗျ Okay Buddha fruit ရပါပြီအဲ့တော့နောက်ထပ် legendary ပေါက်တစ်ခုကိုထပ်ပြီးကြည့်အောင်ဘာရမလဲ Open Okay Oh what the
ပြဖုံးလာတယ်ဟာရောက်ရေးဒုက္ခပဲလုံးလို့မရဘူးမရှိပြီးသားအဲ့ဒါအရင်တစ်လုံးကို trade ပြမှာရမယ် Okay ခုဆိုတော့ကျွန်တော်ကို share လုပ်နေတဲ့ trade ပြတာပါတယ်ဒါပေမဲ့မတန်ပါဘူး share ကမတကယ်ဖြစ်ပေမဲ့ဗုဒ္ဓပိုကောင်းတယ်မတန်အောင်ဒါပေမဲ့လေပေးရမှာပဲလေကျွန်တော်တို့ဖြစ်နိုင်ပေါ်တယ်လောက်နဲ့လဲနေတာပေါ်တယ်တို့ vano တို့အဲ့လောက်နဲ့လဲနေတာကျွန်တော်တို့ကဆိုဗုဒ္ဓရဖို့ separate နဲ့လဲလိုက်ရတာ Okay ပါ store လိုက်ပါပြီဒါဆိုတော့နောက်ဆုံးကျန်တဲ့ legendary ပေါလေးကဘာရသွားမလဲကျွန်တော်တို့ကြည့်လိုက်အောင်နောက်ပဲကြွားနေတာ But what the hell? Okay ဖွင့်လိုက်ပြီရအိုးဖွင့်တော့ကောင်းပါစိုးပါအရင်နဲ့ညံ့နေတော့မပါကဲတော့ကျွန်တော် view ကတော့ဒီလောက်ပါပဲကျွန်တော် video ကြိုက်တယ်ဆိုရင် like and subscribe လေးနဲ့ကျွန်တော်ကူညီပေးခဲ့ပါဦးနောက်ထပ်အရန်ကောင်းတဲ့ view နဲ့ပြန်လာခဲ့ပါမယ်အားလုံးပဲ bye bye